guys အားလုံးမင်္ဂလာပါရှင်ကောင်းတဲ့စနေနေ့လေးဖြစ်ပါစေကောင်းတဲ့ energy တွေရကြပါစေရှင်ကဲအခုနောက်စနေနေ့ပေါ့နော်ပြန်တွေ့ပြန်ပြီပေါ့နော်ခုပေါ်ရီဟောကောက်ပြီးသားဆိုလို့ရှိရင်ဒီနေ့45 challenge လေးမှာဒီ16လေးဖြစ်သွားပါရှင်ဒီ16လေးပါတကယ်ပြီးတော့အားလုံးလူပဲလိုက်လို့ကြမယ်ဟိုအားတဲ့ချိန်မှာပဲအားတဲ့ချိန်မှာပဲအားတဲ့ချိန်မှာမအားရင်လည်းအားတဲ့ချိန်မှာလုပ်လို့ရပါတယ်ရှင်ဒါလေးကကြတော့ခုပေါ်ရီဟောကောက်လေးပါဒီနေ့ကျတော့နောက်တစ်မျိုးထပ်ထည့်ထားပြီပေါ့နော်9မျိုးကဆိုတော့အရင်က9မျိုးပေါ့နော်အခုနောက်တစ်မျိုးထည့်တာ10မျိုးဖြစ်သွားပါပြီရှင်10မျိုးမှာကျတော့နောက်ဆုံးတစ်မျိုးမှာကျတော့ဒီလုံနိုင်တော့15ရက်3ကျော်လို့ပေါ့နော်မလုံနိုင်လို့ရှင်12ချိန်3ကျော်လုပ်လို့ရပါတယ်ရှင်အခုဒီခုပေါ်ရီဟောကောက်လေးကဓာတ်မြေတုံးတစ်စုံဒါမှမဟုတ်ပြင်သက်မှုတစ်စုံရှိုံနဲ့အလေကိုထိရောက်ပြီးလိုက်လို့ရတယ်လူတိုင်းလိုက်လို့ရတယ်လေ့ကျင့်ခန်းလေးလည်းဖြစ်ပါတယ်ဒါကြောင့်မို့အားလုံးကိုလည်းဖိတ်ခေါ်ပါတယ်ရှင်နိုင်လို့ပေါ့နော်ဒါကြောင့်မို့ဒီဗီဒီယိုလေးကမလုံမအားတဲ့လူတွေအတွက်ပေါ့နော်ဒီလူမျိုးတွေအဓိကတော့အရှင်မတွေပေါ့နော်အရှင်မတွေဆိုအလုံးလုံးကိုချိန်လေ့ကျင့်ခန်းလုပ်ဖို့ချိန်မရှိဘူးပြပါပြီလို့ရှင်လေ့ကျင့်ခန်းအချင်းသွားဖို့ချိန်မရှိတဲ့လူသမီးတွေအတွက်ပြပါပြီလို့အိမ်မှာပေါ့နော်ကွာချိန်မသွားနိုင်တော့အိမ်မှာပဲဒါပေမဲ့တော့စုံတယ်မိနစ်30ပဲ45မိနစ်ပဲရရပေါ့နော်ဒါလေးကိုအားလုံးကိုလုပ်စီချင်ပါတယ်ရှင်ဒါကြောင့်ဒီဟာလေးရွယ်ပြီးတော့ကာပါဒါလေးပညာဌာနနေလည်းမြောက်ဦးရတယ်ဖြစ်ပါတယ်ဒီဗီဒီယိုလေးကိုစီးထားလို့လည်းရတယ်ထောင်းထားလို့လည်းရပြီးမှဟိုတောင်းထားပြီးတော့မှပြန်ဆော့လို့လည်းရတယ်ပေါ့နော်ဒါလေးကလွယ်ကူထိရောက်တဲ့လေ့ကျင့်ခန်းလေးပေါ့လို့ဒါလေးကိုပညာဌာနနေလည်းသူတို့ကမြောက်ဦးရလည်းဖြစ်ပါတယ်ရှင်သိချင်တာလေးရှင်လည်းအောက်က comment မှာလည်းရေးထားခဲ့လို့လည်းရပါတယ်ဒါမှမဟုတ်ချက်ပေါက်ကနေလည်းလာပြီးလို့လည်းရပါတယ်ရှင်အသေးစိတ်ကိုအားလုံးကိုအသေးစိတ်လေးပြောပြပေးပါမယ်ရှင်ကဲဒီမှာတော့အခုဒီမှာလေ့ကျင့်ခန်းမလုပ်ခင်ရောလေ့ကျင့်ခန်းလုပ်ပြီးအကျော်လေး short ကိုမေးကြတယ်နော်ဒီမှာအကျော် short လေးဝင်ထားပြီးပါတယ်အရင်ဆုံးပထမလေ့ကျင့်ခန်းလေးဝင်ပေးထားတော့ချင်းချက်လေးပါချင်းချက်လေးကို15ချိန်ပေါင်းတော့သွားပြီးလို့ရပါတယ်နိုင်ရင်3ကျော်သွားလို့ရပါတယ်မနိုင်တဲ့လူကတော့12ချိန်3ကျော်ဝင်ပြီးလို့ရပါတယ်ရှင်ဒီမှာကျတော့ပေါ့နော်လေ့ကျင့်ခန်းနဲ့မရင်းနှီးတဲ့လူကတော့တစ်ရောင်းလေးပဲလုပ်ပေါ့နော်လေ့ကျင့်ခန်းရှင်းပြီးသားဆော်ရဲ့ရှိန်အခန်းရှိရဆို2 round ပဲပေါ့နော်ဒီဟာလေးကတော့ပတ်ပန်းမယ်ခဏဘူးချစ်လေးချမ်းပါမယ်ချစ်လက်မယ်ချမ်းပါမယ်တန်ဆန်းမယ်ပြီးလို့ရှင်ဒီဗီဒီယိုဒီဝေါကောက်လေးလုပ်တော့မယ်ဆိုလို့ရှင်ပေါ့နော်ကွာဒီကလုံးဝလုပ်တော့မယ်ဆိုလို့ရှင်နော်ဒီချာလေးဒီရလိုက်လို့မယ်ဆိုလို့ရှင်လူချင်းတဲ့ခန္ဓာကိုယ်လည်းရမယ်ကိုလိုချင်လို့လည်းဆက်လက်ထွက်လာမှာဖြစ်ပါတယ်ရှင်အရင်ဆုံးပေါ့နော်ကိုကတော့ပေါက်ပြီးဆက်ဖို့ပြင်မယ်ပြပါပြီဆိုလို့ရှင်အစားကိုလည်းကျမ်းမအောင်စားမယ်ကျမ်းမအောင်စားပြင်းစားတဲ့စားပဲတည်ရစားလေးလည်းမစားဘူးအိမ်သားကိုယ်ချက်စားမယ်ဆိုလို့ရှင်လုံးဝထိရောက်တဲ့ body ရမှာပါလေ့ကျင့်ခန်းလုပ်ဖို့ကကျွန်တော်ကအချိန်ကြီးယူနေပြင်းနေတယ်ပြီးအများကြီးရှိတယ်ဒီလေ့ကျင့်ခန်းကိုတချို့ကအားလုံးမပြောပါဘူးကလေးတိုင်းကိုပြောဘူးသမီးတိုင်းကိုလည်းမပြောပါဘူးအခုချိန်ဒီမလုပ်သေးတဲ့ပြည်သူတွေလည်းရှိပါတယ်ဒါကြောင့်အခုချိန်လုပ်ပါပြောချင်ပါတယ်ရှင်အားလုံးအစီအစဉ်ချမ်းသာပြီးသားပါကြပါရှင်